စင်ကျင်တုံတရားမဲ့တဲ့အထက်တန်းကျောင်းသားတစုဟာရေလျှောစီးတဲ့နေရာမှာလူအများဆုံးပြိုင်တူစီးတဲ့စံချိန်တစ်တင်ဖို့ကြိုးစားခဲ့ကြပါတယ်။သူတို့ဟာတယောက်ပြီးတယောက်အရှိန်နဲ့ဆက်တိုက်ဆင်းသွားကြသလိုသူတို့လမ်းကိုပိတ်နေတယ်လို့ထင်ရတဲ့အသက်ကယ်ဝန်ထမ်းကိုတောင်အတင်းတွန်းချခဲ့ကြပါတယ်။ရှေ့မှာကြုံရမယ့်အန္တရာယ်ကိုသတိမထားမိပဲရေလျှောစီးဖြာမပါပဲဆင်းခဲ့ကြတဲ့အတွက်လူ10ယောက်ကျော်ဟာရှောလန်းအလယ်မှာတင်ပိတ်မိနေခဲ့ပါတယ်။မကြခင်မှာပဲရှောလန်းကိုထောက်ထားတဲ့တိုင်တွေဟာအတန်မြည်လာပြီးစတင်ပျက်စီးလာပါတော့တယ်။မိသက်သမားတွေရောက်ရှိလာတဲ့အချိန်မှာတော့အချို့ကလေးတွေဟာကျိုးနေတဲ့ရှောလန်းအပေါက်မှာတွဲလောင်းခိုနေရပြီးကလေး3ယောက်ကတော့မြေပြင်ပေါ်ပြုတ်ကျပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။အသက်ရှင်ကျန်ရစ်သူတွေကိုကယ်တင်ဖို့အတွက်မိသက်သမားတွေဟာလှေကားကိုအမြန်ဆုံးဆင်လိုက်ကြပါတယ်။ကလေးတွေဟာအားပေးမှုတွေကြောင့်လှေကားပေါ်ကိုတဖြည်းဖြည်းချင်းတက်လာခဲ့ကြပါတယ်။အများစုကိုဘေးကင်းအောင်ကယ်ထုတ်နိုင်ခဲ့ပေမဲ့ကြောကုန်းတန်ရာရထားတဲ့ကလေးတစ်ယောက်ကတော့လုံးဝမလုံနိုင်ပဲပိတ်မိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထောက်တိုင်တွေဟာနောက်တစ်ကြိမ်ထပ်မံတုန်ခါလာပါတယ်။အခြေအနေအလွန်ဆိုးရရမှန်းသိလိုက်ရတဲ့အတွက်မိသက်သမားတဦးဟာအပေါ်ကိုလက်ပလာနဲ့တွားတက်သွားပြီးထောက်တိုင်ပေါ်ကိုခုန်တက်ကအဲ့ဒီမိန်းကလေးရဲ့လက်ကိုဖမ်းဆွဲပြီးဘေးကင်းရာစီကယ်ထုတ်နိုင်ခဲ့ပါတယ်။နောက်မှာတော့ဘယ်သူမှဒီလိုအသိဉာဏ်ကင်းမဲ့တဲ့အလုပ်မျိုးကိုထပ်ပြီးမလုပ်ကြဖို့မျှော်လင့်ရပါတယ်။